ဝင်းကြီးတိတ်ခါရင်လည်းနေတဲ့ဖုန်းကြီးတွေကိုယနေ့အချိန်ထိကိုးကွယ်တဲ့စီးကက်တယ်မစော်ကားဘူးဘုရင်ပြောမယ်ဆိုကျွန်တော်နိုင်ငံမှာအခုနောက်ပိုင်းမှာတန်ကားတွေဝေဖန်လာတယ်များတယ်ကျွန်တော်လည်းဝေဖန်တယ်ဒါတန်ကားနဲ့မညီတဲ့ပေါက်ကလုံးလို့ပါလို့ဆိုရင်ဖုန်းကြီးလို့မတတ်မှတ်ဘူးအရေးချုံကလုံးတွေလို့ပဲတတ်မှတ်တယ်ပြောရမယ်ဆိုတကယ်ကြီးညိုလေးစားအပွဲရာဝင်းကြီးတိတ်ခါရင်လည်းနေတဲ့ဖုန်းကြီးတွေကိုယနေ့အချိန်ထိကိုးကွယ်တဲ့စီးကက်တယ်မစော်ကားဘူးဒါမဲ့အာနာရှင်ရဲ့အလိုကျလုပ်ပြီးတော့လူသက်အားပေးလုပ်နေပြီဆိုရင်တော့ကျွန်တော်တို့ကဘာမှပေါ့နော်ဒီဖုန်းကြီးကဖုန်းကြီးလို့မနေဘူးလို့ကျွန်တော်ကတော့ယူဆတယ်အဲ့လိုပဲကျွန်တော်တို့နိုင်ငံမှာကကျွန်တော်တို့နိုင်ငံရဲ့ဟိုပေါ့နော်ဖျားခေါ်ခဲ့ဆိုငါသာသနာတော်ငါရဲ့သားတော်တွေကဖြတ်စည်းလိုက်မယ်ဟုတ်တယ်တကယ်လည်းဟုတ်တယ်ကျွန်တော်နိုင်ငံမှာအခုအဲ့လိုဖြစ်တယ်ဘုန်းကြီးတွေကလက်လာဘားတွေနောက်ကိုလိုက်လာတယ်ပြီးတော့လူပေါင်းလူလောကမှာပို့ပြီးတော့ပျော်မွေ့လာတယ်ဗရန်ဒက်ပစ္စည်းတွေရဲ့နောက်ကိုလိုက်လာတယ်နောက်ပြီးတော့အရင်လိုစင်းရဲငပြတ်နေတဲ့ပြည်သူလူထုရဲ့ဘက်မှာမရက်ဖဲနဲ့အာဏာရှင်သာအမှန်ဆိုတဲ့ဥစ္စာမျိုးဖြစ်လာတယ်နောက်ပြီးတော့တန်ခါးတွေအနေနဲ့တရားကိုတရားလို့မမြင်မဲနဲ့အာဓမကိုဓမ္မဖြစ်အောင်ပြောဆိုလာတာကြီးကျွန်တော်တို့ရှိတာတယ်ဒါကလူငယ်တွေရဲ့ပေါ့နော်ကျွန်တော်တို့အနာဂတ်လူငယ်တွေရဲ့ရှင်ထဲမှာသာသနာကိုအယုံကြည်တန်စီတဲ့ဖြစ်ရက်တွေပဲဖြစ်ပါတယ်အဲ့တော့ဒါတွေကိုမပြင်မဲနဲ့တခုကဖြစ်လာဘုန်းကြီးတွေကိုဆဲမယ်ဟိုကတရားစွဲမယ်ဘာညာဆိုတာတော့မဟုတ်ဘူးလို့တော့တယ်ဒါပေမဲ့ဥပဒေဆိုတာတော့သူရှိတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကပြောမယ်ဆိုဥပဒေလို့မှမရှိတာတာတဲ့ဘက်ကနေလိုက်နေတဲ့ဥပဒေကိုအားကိုးနေလို့လည်းဘာမှမရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်းအခုချိန်စစ်တပ်ကလှုပ်ထားတဲ့ဥစ္စာတစ်ခုပဲရှိတယ်စစ်တပ်ကလည်းဖွဲ့စည်းပုံအခြေခံတည်ခွင်းလို့ကြုံလို့ရတယ်ဆန့်ကျင်ဆန့်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲလုပ်နေတာကြီးကျွန်တော်တို့တွေ့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကမလွယ်ဘူးဗျတော်တော်မလွယ်တာပေါ့နော်အဲ့တော့မဖသားတွေဘုန်းကြီးမဖသားတွေမဖသားအဖွဲ့အစည်းတွေဘုန်းကြီးတွေပေါ့နော်အာဏာရှင်နဲ့ဒွန်တွဲပြီးတော့သွားနေတယ်ကျွန်တော်တို့နိုင်ငံမှာမကောင်းမှုတွေဒီခါလည်းပို့ပြီးတော့ပေါ်လာနိုင်တယ်လို့ပေါ့နော်ဓမ္မကလည်းအာဓမ္မတွေဖြစ်ကုန်နိုင်မယ်အာဓမ္မကလည်းဓမ္မတွေဖြစ်ကုန်နိုင်တယ်အဲ့တော့အဲ့ဒါတွေကိုယုံပြီးတော့သွားနေကြတဲ့လူတွေလည်းပို့ပြီးပေါ်များလာရင်ကျွန်တော်တို့နိုင်ငံမှာတရားမျှတမှုဆိုတဲ့ justice ကျွန်တော်တို့ပျောက်သွားနိုင်တယ်